ကဲကြော်ပဲစားမလားချက်ပဲစားမလားလုံးဝကိုထမင်းမိန်စီမယ်ငဖဲအောင်ငပိကောင်လုံးဒီလေးမျှဝေပေးပြစီရှင်ဒါကတော့ကျမဝယ်လာတဲ့ငဖဲအောင်တစ်ထောင်မို့ပါကျမကတော့ကြော်စားမှာမို့လို့အကောင်သေးလေးတွေပဲရွေးဝယ်လာပါတယ်ငါ့ကိုရေလုံးဝဆေးမချရပါဘူးเนาะပြီးရင်တော့သူ့1 bite ထဲကရှိတဲ့အညစ်အကြေးလေးတွေကိုပြောင်းနေအောင်ထုတ်ထားရပါမယ်တိတ်ပြောင်းအောင်မထုတ်မိရင်တော့အနံ့အသက်မကောင်းတတ်ပါဘူးငါးလေးတွေအားလုံးကင်ပြီးပြီဆိုရင်တော့ကျမကစားလေးတိတ်ပါမယ်စားကိုတော့များများလေးသုံးထားရပါမယ်ပြီးရင်တော့ငါးရဲ့1 bite ထဲကိုစားအပြည့်ထည့်ရပါမယ်ဘဟက်နေရာလေးတွေကိုလည်းကျမတို့စားထည့်ပေးရပါမယ်ကဲဒီငါးကကြတော့အကောင်သေးတော့ကျမအပေါ်ကနေမမောတော့ဘူးပေါ့နော်အကောင်ကြီးတယ်ဆိုရင်တော့အပေါ်ကနေဓားရလေး2ချက်လောက်ပေးရပါမယ်ကဲအခုလိုမျိုးအားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ကျမတို့စသိပ်ပါမယ်အောက်ကနေကျမတို့ခွက်တစ်ခုခံထားလိုက်မယ်ကျမကတော့ကောခွက်လေးသုံးထားတယ်ပြီးရင်ကျွတ်အိတ်ထဲမှာကျမတို့ငါးလေးတွေကိုစီထည့်ပေးလိုက်ပါမယ်အားလုံးထည့်ပြီးပြီဆိုရင်တော့ဒီကျွတ်အိတ်ရဲ့ဘေးပတ်ချလဲကိုကျမတို့အပေါက်ကလေးတွေဖောက်ပါမယ်ဒါမှဒီငါးလေးတွေကတောင်းတောင်းတင်းတင်းလေးနဲ့ပို့ပြီးတော့စားလို့ကောင်းတာပါမဟုတ်ရင်ရေတွေဝင်ပြီးတော့မှငါးကပျော့ပျော့ပြဲပြဲဖြစ်သွားတတ်ပါတယ်ကဲအခုလိုမျိုးစုစည်းပြီးတော့မှထုတ်ပြီးသွားပြီဆိုရင်ကျမတို့အပေါ်ကနေဝိတ်ပါတာတစ်ခုနဲ့ပေါ့နော်ဖိထားရပါမယ်ကျမကတော့ဒီအုတ်နီခဲကိုပဲကျွတ်အိတ်နဲ့စီးပြီးတော့မှဖိထားလိုက်ပါတယ်ကဲဒါကတော့ကျမတို့2ညတိတ်ထားတဲ့အနေထားလေးပေါ့နော်ကျွတ်အိတ်လေးကိုကျမတို့ဖောက်ထားတာဖြစ်တဲ့အတွက်ငါးတဲ့အရည်တွေကအခုလိုမျိုးအပြင်ကိုစိမ့်ထွက်လာတယ်ပေါ့နော်တစ်ရက်တစ်ခါလောက်တော့ဒီလိုစိမ့်ထွက်လာတဲ့အရည်လေးတွေကိုတွန်းထုတ်ပေးရပါမယ်ပြီးကောင်တိတ်ပြီးတော့တစ်ရက်2ရက်အနေထားတွင်စားမယ်ဆိုရင်ငါကအရန်လည်းမငံမဲနဲ့တော်တော်လေးကိုစားလို့ကောင်းစီပါတယ်ငါအကောင်ကြီးကြီးတွေကိုငစနဲ့လုံမယ်ဆိုရင်လည်းဒီနီးလေးတိုင်းလောက်ရပါမယ်ကျမကတော့ဒီငဖဲအောင်ငပိကောင်ကျော်လေးကို9ကြော်စီလေးစမ်းထားတယ်ထမင်းပူလေးနဲ့ငရုတ်သီးစိမ့်တံမြသီးလေးနဲ့တွဲပြီးတော့စားပြပါတယ်ရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါရှင်